company အတွက်လည်းမကောင်းသူတို့အတွက်လည်းမကောင်းအဲ့တော့ကျွန်တော်တို့အပြင်ကလူတွေပုံငားလိုက်မယ်အဲ့တော့ကျွန်တော်တို့သူတို့online education တွေပေးတယ်အပြင်မှာတက်ချင်တဲ့တင်တန်းတွေကိုကျွန်တော်တို့ reimburse လုပ်ပေးတယ်ဒါသူတို့အတွက်တကယ်လို့သူတို့ထွက်သွားရင်လည်းဒီ education က knowledge ကသူတို့နဲ့ပါသွားမှာပဲလေ company အတွက်လည်းကောင်းတယ်သူတို့အတွက်လည်းကောင်းတယ်ဒီထဲမှာလေကျွန်မအင်မတန်မှစိတ်ဝင်စားဖို့ကောင်းတာလေးတွေ့လို့ကြားလေးဖြတ်ပြီးတော့ပြောပြရစီဒါလေးကိုထောက်ပြပြရစီကျွန်တော်တို့စာတွေ့အတွေ့အကြုံနဲ့တော့ပေါ့နော်ဒါကတော့လုပ်ငန်းတစ်ခုမှာဒီအဖွဲ့အစည်းထဲမှာပါတဲ့လူတွေနဲ့ culture တစ်ခုထူထောင်ခြင်းနဲ့ဆိုလို့ရှိရင်များသောအားဖြင့်တော့ဒီ culture ကအပေါ်ကလာတယ်နော်လုပ်ငန်းရှင်တို့အုပ်ချုပ်တဲ့သူတို့ကနေပြီးတော့သူကဘလို့တန်ဖိုးထားပြီးအလုပ်လုပ်စေချင်တာဆိုတဲ့ဥစ္စာကိုလာတာပေါ့နော်ကိုဖိလစ်ရဲ့အတွေ့အကြုံနဲ့တကယ်လုပ်ငန်းရဲ့တကယ်လှုပ်ဆောင်တဲ့လှုပ်ဆောင်ချက်မှာကျတော့အင်မတန်မှစိတ်ဝင်စားဖို့ကောင်းတာဒီကာချာကိုပြန့်နှံ့စေခြင်းတဲ့အခါကျတော့ကာချာကိုထူထောင်တဲ့ value ကိုသူကလေဝန်ထမ်းတွေကိုရှာခိုင်းတာဘယ်လိုတန်ဖိုးမျိုးနဲ့အလုပ်လုပ်ချင်တာလဲဆိုတာကိုဝန်ထမ်းတွေကိုရှာခိုင်းတာဒါလေးကတော့လေအင်မတန်မှစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကလေးပဲကျွန်မအတွက်တော့ပေါ့နော် employee base ပေါ့နော် employee တွေက explore လုပ်ခိုင်းတာပေါ့ဒီ employee တွေကို value တွေကိုပေါ်ထုတ်ခိုင်းတာပေါ့ကိုလိုတန်ဖိုးနဲ့ဆိုတော့သူတို့ပေါ်ထုတ်ထားတဲ့တန်ဖိုးဆိုတော့လိုက်နာတဲ့နေရာမှာလည်းပို့ပြီးတော့သူတို့ရဲ့ဆွဆွနဲ့လိုက်နာလို့စိတ်ကိုရစေနိုင်တာပေါ့နော်ကျွန်တော်တို့အင်္ဂလိပ်လိုပြောတာ commitment ကိုကောင်းတဲ့ဟာမျိုးဖြစ်လာမှာပေါ့နော်သူတို့လိုက်နာကိုလည်းခက်ခဲတယ်သူတို့စီကနေစံတက်လာတာဆိုတော့သူတို့လိုလိုက်နာမှန်ပြီးသားဟာတွေဖြစ်တာကျွန်တော်ကတော့သဘောကျတာတော့အခုလက်ရှိကျွန်တော်မြန်မာနိုင်ငံရွေးရှင်စင်ဥက္ကဋ္ဌလည်းလုပ်နေတော့ကျွန်တော်တိုင်းပြည်မှာတိတ်ကြားနေရတယ်ဆိုတဲ့လုံးပေါ့အဲ့ဒါပါလဲဆို transparency ဆိုတဲ့စကားလုံးဟုတ်ကဲ့မမလိုကတော့ပွင့်လင်းမြင်သာပေါ့အဲ့ဒီစကားနဲ့တလုံးနဲ့ကိုပဲပဋိပက္ခတွေဖြစ်နေလို့ပဲအခုပြောရတဲ့ transparency ကိုကိုယ်စကားသုံးရင်ပူလှသလားလို့ကျွန်တော်စိတ်ထဲမှာအဲ့ဒါပါလဲဆိုတော့ခုန open honest community ဆိုတော့ဘယ်လောက်လာလဲနော် open honest community လို့သုံးလိုက်ပူလှတယ်တော့ transparency တော့နေမယ်စာပေါ့နော်ကျွန်တော်တို့မှာ value တစ်ခုရှိတယ်ဘာလို့လို့ simple ဖြစ်ရမယ်အရင် complicate ဖြစ်ရင်ကျွန်တော်တို့မကြိုက်ဘူးပြဿနာတစ်ခုရှင်းလဲရိုးရိုးရှင်းလေးပဲဝတ်တာစားတာရိုးရှင်းလေးပဲကျွန်တော်တို့ကြိုက်တယ်ကျွန်တော်တို့မှာလည်း dress code တွေမရှိဘူး tie တွေပါနေဝတ်လာစရာမလို relax အိမ်အတိုင်းပဲကျွန်တော်တို့ဖြစ်စေချင်တယ်ကိုယ့်ဘာကို meeting ရှိတယ်ဆိုရင်တော့တမျိုးပုံမှန်ဆိုရင်တော့ be yourself ပေါ့Your own style, you don't need to impress. Just threw out all my clothes, tell me where you got that dress. You can't think for yourself, just say what's on your mind. What you said is perfect, I've got to memorize that line. Be yourself, be like you. I wanna be just like you. Be yourself, be like you. From your shoes to your hair to your new shampoo. Try out a brand new hobby like painting or ballet. I just changed all my classes, we can hang out every day. Maybe take a trip, it's a big world out there. I'll just stay close to you, I'm not going anywhere. Be yourself, be like you. I wanna be just like you. Be yourself, be like you. Act like you, we'll be best friends and sisters too. ကိုပုံစံပဲသူများလည်းသူခိုးစရာမလိုကိုနေတတ်တယ်လို့နေ comfortable ဖြစ်ဖို့ကျွန်တော်တို့အဓိကအရေးကြီးတယ်ခုနကဆရာမပြောခဲ့တယ်လို့မျိုးemployees တွေကစတန်ကောက်တယ်ဆိုတော်တော်များများ company ကြီးတွေက culture ကို create လုပ်တော့မယ်ဆိုရင် consultant တွေပတ်စံအများကြီးပေးလို့ခေါ်တယ်တိန်းနဲ့ချီတန်းနဲ့ချီပေးပြီးခေါ်တယ်ကျွန်တော်ကအပြင် consultant ကိုတိတ်မကြိုက်ဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကို company ရဲ့ value create လုပ်တော့မှာဆိုကိုလူကအတီးဆုံးပဲဘာလို့ချင်တာပါဖြစ်စေသူများဘယ်လိုလုပ်ဒါတွေလုပ်လို့လားပြောလို့ရမယ်ဒါတွေမင်းတို့ယုံကြည်ရမယ်လို့ဘယ်လိုပြောလို့ရကိုလူကဘာယုံကြည်လဲဆိုတာကိုပဲသိတယ်လေဆိုတော့လက်တွေ့ပေါ့ကျွန်တော်က decision ချတဲ့အချိန်ကျရင်သူများနဲ့မတူဘူးmeeting ထဲမှာကျွန်တော်4-5 ယောက်လောက် decision မတူဘူးဆိုကျွန်တော်အမြင်မတူဘူးဆိုကျွန်တော် short ပေးလိုက်တယ်သူတို့ decision နဲ့လုပ်ခိုင်းတယ်ဆိုတော့
pressure တူစမှာပို့ရှိတယ် ဟုတ်ကဲ့ ကျွန်တော်မှမရှိတော့ဘူး yes sir ဒါမင်းပြောတဲ့ဒီလိုပဲလုပ်မှာဆို okay ဒီတိုင်းပဲလုပ်အောင်မြင်အောင်လုပ်ကျွန်တော် reserve ပဲလုပ်ချင်တယ်ဆိုတော့ကျွန်တော် decision ကြောင့်လုပ်တယ်ဆိုရင်တဘောမတူဘူးဆိုလို့ကျွန်တော် decision ကြောင့်လုပ်တယ်ဆိုတော့မအောင်မြင်ကြည့် pressure ဒီလား pressure ကျွန်တော်စီ ဆိုတော့အလုပ်ကိုတွဲပေးလိုက်တဲ့ decision ကိုတွဲပေးလိုက်တဲ့အခါကျတော့ pressure မှာတွဲပေးလိုက်တာဖြစ်သွားတာ အလုပ်ကလုပ်ငန်းကြီးလာတဲ့အချိန်ကြမယ်ခေါင်းဆောင်ရဲ့အပိုင်းကကျွန်တော်တို့ရဲ့အပိုင်းက micro manage လုပ်ဖို့day to day မှာအကုန်လုံးလိုက်ပြီးတော့ decision လုပ်ဖို့မလိုဘူးကျွန်တော်တို့ကောင်းတဲ့လူတွေငါးတာပြီးသူတို့ကိုယုံကြည်မှုရှိရမယ်သူတို့ကိုမှားရင်မှားပါစေလုပ်ပါစေဒါပေမဲ့အမှားမရှိရင်ပဲကျွန်တော်တခါမှမမှားဘူးဆိုအဲ့လူကလူမဟုတ်တော့ဟုတ်တယ်မလားလူဆိုရင်တော့ကျွန်တော်လည်းခဏနာမှားတာပဲမှားပါစေမှားတာကိုကျွန်တော်တို့ culture မှာအမှားကိုလက်ခံတယ်မှားတာကိုတွား complain လုပ်တဲ့လူကိုကျွန်တော်တို့မကြိုက်ဘူးမှားတာကြည့်ငါမပြောဘူးလားလက်ညှိုးထိုးတဲ့လူကိုကျွန်တော်တို့မကြိုက်အဲ့ဒါဆိုမကြိုက်မှားပါစေဒါပေမဲ့အဲ့မှားတဲ့ထဲကနေပညာရအောင်ယူနောက်တစ်ခါမမှားစေနဲ့ကျွန်တော်တို့ encourage လုပ်တယ်မှားတာကိုဒါမှသူတို့ decision ချရဲမှာနှုတ်မို့တွားဆူလိုက်တဲ့အချိန်ကျရင်ဟိုကနောက်မလုပ်ရတော့ဒီတိုင်းငုတ်တုတ်ထိုင်နေတော့အပေါ်အထက်အမိတ်လာတဲ့အချိန်မှာပဲလုပ်ရတော့အဲ့ခါချာတော့ယဉ်ကျေးမှုတော့ကျွန်တော်တို့မကြိုက်ဘူးဟုတ်ကဲ့ကျွန်တော်ကိုဖိလစ်ရဲ့ mix တွေတချို့ပြောတော့ကြားဘူးပါတယ်သူတို့ကဒီတိုင်းလုံးမှာဘယ်လောက် open လဲဆိုရင်တို့ကတချို့ဆိုရင်ညအိုက်ဝတ်အင်ဂျင်နီယာအောင်လုပ်တတ်တယ်လို့ကြားတယ်ပေါ့နော်တို့ company ရဲ့ value မှာဒီအားလုံးကိုခဏပြောတဲ့ open honest ဟုတ်ပါနော်သူ community ကိုတည်ထောင်ထားတဲ့အတွက်အဲ့လိုမျိုးဘာမှဟိုပါပေါ့နော်ချုပ်တီးတာမရှိဘူးအဓိကအလုပ်လုပ်ရင် responsible ပေါ့နော်ကိုဖိလစ်ခဏပြောပါတယ်ကျွန်တော်တို့အရင်တွေ့ရင်လည်းတာဝန်ယူရမယ်ပြီးတော့ get your job done ပေါ့နော်အလုပ်ကိုပြီးအောင်လုပ်ရမယ်ဒါဆိုရင် company value နဲ့ကိုက်တယ်လို့ထင်ပါတယ်ကိုပြောတယ်နော်စီကံလက်ရှိရမှာပေါ့နော်ဒီ၃ချက်နဲ့ကို company မှာသူတို့တည်ထောင်လာတာဒီလိုမျိုး group ဖြစ်လာတာပေါ့နော်ဘာဖြစ်လူတိုင်းကတော့အချိန်အရင်တော့တစ်ချိန်မှာလုပ်ငန်းရှင်တိုင်းကတော့ဝန်ထမ်းဖြစ်မှုကြမှာပဲเนาะသူကအဲ့တော့ employee ကနေမှ entrepreneur ကိုတွားတဲ့အချိန်မှာအခုကိုဖိလစ်ရဲ့ဟို entrepreneurship ဆွဲဆောင်မှုကအရင်ကောင်းတဲ့ခါကျတော့အားလုံးကကျွန်တော်အားလုံးဒါ yes or no talk show ဆိုတော့လေအားလုံးကဒီ agree လုပ်လား agree မလုပ် yes or no ပေါ့နော်ပြောရမယ်ဆိုပေမဲ့အားလုံးက agree လုပ်မယ်ထင်ပါတယ်ဟိုပေါ့နော် employee တခုတည်းကိုပဲလုပ်ချင်တဲ့လူတွေရှိသလိုကိုဖိလစ်လိုကိုကစိုးတူတင်ပေါ့နော်ကိုလုပ်နေတဲ့အလုပ်9နာရီ5နာရီအချိန်အတွင်းအောက်ကနေထွက်ပြီးတော့မှကိုပိုင် culture ကိုပိုင် company တူထောင်ခြင်းတဲ့လူတွေကဒီကိုဖိလစ်ရဲ့စကားတွေကြားပြီးတော့ကျွန်တော်အများကြီးဒီပညာရမယ်လို့ကျွန်တော်ထင်ပါတယ်ကျွန်တော်တခုတော့စိုးရင်လည်းဒါပေမဲ့company မှာခုန open honest communication မှာအားလုံးက company ရဲ့စည်ရင်းစရာတွေမြင်ရတဲ့ခါကျတော့ဝန်ထမ်းတွေလက်ခတူတောင်းမှာပေါ့နော်ခဏနော်အဲ့အခုဖြည့်ရှင်းရမယ့်အလုပ်တွေတို့ဘယ်လိုဖြည့်ရှင်းလဲတော့ကျွန်တော်အရင်စိတ်ဝင်စားပါတယ်ကိုတို့ဒီဟာလေးနဲ့ကျွန်တော်တို့သဘောတူနောက်ဆုံးစကားအခုစီကကြားချင်ပါတယ်အဲ့ဒါလေးသာကျွန်တော်တို့ပွင့်ပွင့်လင်းလင်းမြင်တော့ company ကဘယ် direction ရောက်နေပြီဘယ်နေရာရောက်နေပြီကျွန်တော်တို့ target လောက်ထားတာမိမမီတကယ်လို့ company ကအမြင့်ဆုံးရနေကျွန်တော်ထင်တာကိုယ့်လူတွေကို share ပေးတင်တယ်လို့ထင်တယ်အောင်မြင်မှုဆိုတာက share မှပဲပို့ပြီးတော့ပို့ပြီးအတိတ်ပဲရှိတယ်လို့ထင်တယ်တကယ်လို့ company ရှုံးနေရင်လည်းထင်လောက်အမြတ်ဆုံးမရှိရင်လည်းသူတို့တိလာရမယ်ငါတို့လောက်တာမှားနေတယ်ဆိုတော့သူတို့တာဝန်ယူတဲ့စိတ်လေးပိုရှိလာတယ်ဘယ် direction ရောက်နေတယ်ဆိုတာကျွန်တော်တို့ target မှာဘယ် direction ရောက်နေတယ်ဆိုတော့သူတို့ပုံမှန်လင်းလင်းပြောဖို့ကအရင်ကြီးကြီးတယ်ဆိုတော့ကျွန်တော်တို့တချို့မကောင်းတဲ့နှစ်တွေမကောင်းတဲ့ quarter တွေအမြတ်တိတ်မများရတဲ့ဥစ္စာတချို့ employee တွေကကျွန်တော်တို့လာစာရှုပ်ယူမယ်တော့ပြောတယ်ဆိုတော့လာပြီးတော့ company ကို family တခုလို့ဖြစ်သွားပြီဆိုတော့သူတို့တာဝန်ယူတတ်တယ်ငါတို့အားလုံးလောက်တာမကောင်းလို့ကျွန်တော်တို့အားလုံးကိုပတ်စံလျှော့ယူပါတော့ပေါ့ကျွန်တော်ကတစ်ခါမှတော့လက်မခံဘူးအဲ့ဒါတော့ဘာဖြစ်လို့လဲဆိုတော့မလုပ်တင်ဘူးလို့ထင်တယ်လေဒါပေမဲ့သူတို့ရဲ့တာဝန်တီးတဲ့စိတ်လေးကိုပြောတာပါကျွန်တော်တို့ကပုံမှန်လင်းပြောတော့ဒါပေမဲ့ company တက်လာတဲ့အချိန်ကြတော့လေကျွန်တော် target မိတဲ့အချိန်ကျတဲ့လူတိုင်းကိုတော့ bonus ဆိုတာပေးရတယ်လက်ကတိုးပေးတာတော့လောက်ရတာပေါ့ဟုတ်ကဲ့အဲ့ဆိုရင်ကိုဖိလစ်ပြောခဲ့တဲ့စကားတွေကိုကျွန်တော်ပြန်ပြီးတော့ပြောရမယ်ဆိုရင်ကျွန်တော်တို့ topic ဖြစ်တဲ့ဒီ employee ရောဒီ entrepreneur ပေါ့နော်ကိုယ်ပိုင်ဝန်ထမ်းလုပ်တာကိုဒီခုန9နိုင်9နိုင်ဝန်ထမ်းလုပ်တာပြီးတော့ entrepreneur ဆိုကိုယ်ပိုင် idea နဲ့ကိုယ်ပိုင် value နဲ့ကိုယ်ပိုင် solution လုပ်နေတာဆိုတာကိုဒီကဆင်မတို့အားလုံးကိုအားလုံးရဲ့အမြင်လေးနဲ့ကျွန်တော်ဒီဟာလေးကိုဆိုသက်စပါတယ်ကျွန်တော်တို့ဒီနေ့စာဝိုင်းပြောပါဟုတ်ကဲ့ဆင်
ကျမရဲ့သဘောကိုပြောပြရရင်တော့ကျမလူငယ်လေးတွေကိုလည်းပညာကျောင်းအောင်လုပ်နေရတဲ့အလုပ်တွေလည်းလုပ်ရတယ်ဖြစ်နေတဲ့ခါစားတော့ဒီသူတို့နဲ့စီးပွားရေးနော်အဲ့ဒီခါကျတော့ကျမမြင်တာလေးပြောရရင်လူငယ်လေးတွေကဝဲရသွားပြီးလို့ပေါ့နော်လုပ်ခွင့်နဲ့ဝင်တဲ့အခါကျရင်ကိုယ်ကိုယ်ပိုင်လုပ်ငန်းကိုထောင်းနေတာလားဒါမှမဟုတ်လို့ရှိရင်လည်းဒါကောင်းပြတဲ့သူများလုပ်ငန်းမှာတောင်းပြီးတော့လုပ်ချင်တာလားဆိုတာကသူတို့ risk ဘယ်လောက်ယူသေးတယ်လဲဆိုတော့သူတို့ရဲ့ပင်ကိုစိတ်ပေါ်မှာလည်းဒီတော့ဒီတချို့ကကျတော့ဒါပဲပြောတော့ဝန်ထမ်းလုပ်ရင်အချိန်တိုင်းသူကလာတာတော့ပုံမှန်ရပြီ။လာတာကောင်းရမယ် trend နဲ့အရာရှိပါများဖြစ်သွားမယ် trend ကိုသွားရင်တော့သူကနည်းနည်းကို safe ဖြစ်တယ် risk သိပ်မရှိဘူးလား။မစွန့်ရဘူးလို့စဉ်းစားရတယ်ပေါ့။လုပ်ငန်းရှင်လုပ်တယ်ဆိုတာအများကြီးစွန့်ရတယ်။အများကြီးစွန့်ရတာဆိုတာတော့ကိုယ့်ရဲ့လုပ်ငန်းအောင်မြင်ဖို့ရောကိုလုပ်တဲ့ပစ္စည်းဖြစ်ဖြစ်ဝန်ဆောင်မှုဖြစ်ဖြစ်ကလည်းပေါက်ဖို့ရောတော့ကိုဒီမှာခါထားတဲ့ဝန်ထမ်းတွေကိုလာတာပေးရမယ်အချိန်တိုင်းပတ်စံရှိရလားဆိုတာရောအကုန်လုံးကကိုယ့်ရဲ့ကိစ္စတွေဆိုတဲ့အခါကျတော့ဒီမဲ့တန်တော့သူကစွန့်စားရတယ်နောက်တစ်ခါသူကဒီထွင်ညာလည်းရှိရတယ်ဆိုတဲ့အခါကျတော့သူ့ရဲ့ talent ကတော့နည်းနည်းလုံးမဟုတ်ဘူးเนาะအဲ့ဒီလိုဒါပေမဲ့လို့ကျွန်တော်တို့စီးပွားရေးတစ်ခုလုံးကြီးအနေနဲ့ကြည့်လို့ရှိရင်เนาะဒီဘယ်လိုမျိုးတွေကိုများများဖြစ်လာတာပုံပြီးတော့ရေးကြီးတယ်လဲဆိုတော့ကျွန်မရဲ့အမြင်ပြောရရင်တော့လုပ်ငန်းရှင်ပြီးစော့နိုင်တဲ့လုပ်ငန်းရှင်တွေပုံများများဖြစ်လာတာပုံရေးကြီးနေရှင်အဲ့ဒီလုပ်ငန်းရှင်တွေမဖြစ်ဘဲနဲ့လုပ်ငန်းဆိုတာမဖြစ်ဘူးလုပ်ငန်းဆိုတာဖြစ်မှာဟိုကဆော့ဆော့ပြောတယ်အလုပ်သွားလို့ရမယ်ဆိုတဲ့ employee ကဖြစ်မှာပေါ့နော်အဲ့ဒီခါကျတော့ဒါမျိုးများများထုံးကားအောင်ကတော့ကျွန်တော်တို့ကလည်းတွန်းနေရတယ်ကလေးတွေဆိုလို့ရှိရင်တော့ဘာပဲဖြစ်တော့ safe ကိုဖြစ်တာကိုပို့ပြီးတော့သွားခြင်းတယ်ပေါ့လို့တော့လည်းတစ်ချိန်ချိန်မှာသူတို့ဒီဒီခါလုပ်ငန်းရှင်တွေဖြစ်လာပြီးတော့ဒီကနေလုပ်ငန်းကြီးဖြစ်လာပြီးသူများကစောင့်ရှောက်နိုင်တဲ့လူတွေဖြစ်နိုင်တယ်เนาะနောက်ပြီးတဲ့အခါကျတော့ပို့ပြီးတော့လည်းဟိုခေါ်တယ်လူတွေလိုအပ်ချက်တွေကိုလည်းပို့ဖြည့်ဆည်းနိုင်တဲ့လုပ်ငန်းမျိုးတွေဖြစ်လာနေစီမှာတော့ဒီရှိအတွက်မှာပို့ပြီးတော့ကောင်းတော့အဲ့ဒီလုပ်ငန်းရှင်စိတ်ဓာတ်ကလေးကအခုလုပ်ငန်းမထောင်ရင်တော့မှဒီဘိုးကလေးပါသွားပြီးတစ်ချိန်ချိန်ကြာရင်ဒါမျိုးကလေးလုပ်နိုင်ဖို့အတွက်ကိုတော့ကျွန်မကပို့ပြီးအားပေးတဲ့နေလို့ထင်ပါတယ်ဆိုတော့ကျွန်တော်စီနိုင်ရင်ကောင်းတယ်တွေ့ရတော့ဟုတ်ကဲ့မမိုးလေးဆရာမနဲ့တကယ်ဆင်ပါတယ်မမိုးရဲ့အနေထားထားလေးတွေလုပ်ငန်းရှင်တော်တော့အလွန်တရာမှအရေးကြီးပြီးွားတဲ့ဝန်ထမ်းတော်တယောက်တော့ဖြစ်နိုင်မှုတော့မတင်စားပေးနေတာဖြစ်ပါတယ်အခုနိုင်ငံတော်ရဲ့နိုင်ငံတော်အသစ်မှာပေါ့နော်ပို့ပြီးတော့အားပေးလာတာလေ small and medium enterprises ကိုအားပေးလာတာဖြစ်တော့ SME တွေအားပေးလာတာဖြစ်တော့အဲ့ဒီ SME ရလည်း entrepreneur တွေလိုတာပဲဒီ entrepreneur တွေလိုတာပါပဲဒါပေမဲ့တကယ်တကယ်တော့စုံဦးတည်ထွေလုပ်ငန်းရှိဆိုတာအရှင်လိုပဲပန်းပါတယ်မဖြစ်သေးတဲ့စုံဦးတည်ထွေတွေလည်းအများကြီးပါပဲလုပ်ငန်းရှင်မဖြစ်သေးတဲ့စုံဦးတည်ထွေတွေလည်းအများကြီးပါပဲတရားမှာတရားဖြစ်လာလို့ဆိုလည်းခဲရင်ပါတယ်အဲ့တော့မဖြစ်သေးတဲ့အနေအထားမျိုးပါဆိုရင်သူဘာလို့လုပ်ရလဲဆိုရင် employee လုပ်လို့ရပါတယ်ဆရာမဆောစောပြောလို့ပေါ့နော်အဲ့တော့ leader တန်းဖြစ်တာတော့မဟုတ်ဘူးသူ့ရဲ့စွမ်းစားမှုကာကွယ်နိုင်မှုနဲ့ဆုံးလို့မျက်နှာခံမှုပြဝေမှုနောက်ပြီးတော့အုပ်ချုပ်နိုင်မှုစွမ်းရည်တွေများမှသာ leader ဖြစ်တာဖြစ်နေတယ်လို့အဲ့ဒီမတိုင်ခင်မှာလည်းပဲကျွန်တော်တို့ generalist ဆိုတဲ့ဆွေဆုံးရတဲ့လူတွေ thinker ဆိုတဲ့အတွေ့အခေါ်ကောင်းတဲ့လူတွေ royalist ဆိုတဲ့သစ္စာတရားကြီးမားတဲ့လူတွေ artist ဆိုတဲ့လူစိတ်ခံတတ်တဲ့လူတွေ motivator တွေထုတ်သွားတဲ့အများကြီးဖြစ်နိုင်တယ်သူတို့ကလည်းလုပ်ငန်းရှင်မဟုတ်ပေမဲ့သူတို့ရဲ့တပူးချင်းစီရဲ့စွမ်းရည်ပေါ်မှာရည်တည်နေတာဖြစ်တော့သူတို့ကလည်းအဲ့ဒီစွမ်းရည်နဲ့ employee လုပ်ပြီးတော့မှအချိန်မှလည်းစုံတီတွင်တော့မဟုတ်လေစုံတီတွင်မဟုတ်တဲ့လုပ်ငန်းရှင်တွေရောဖြစ်နိုင်ပါလိမ့်နော်အဲကြောင့်ဘုရားကတော့အခုဒီ program က yes or no ဖြစ်ပေမဲ့လို့တစ်ခုစလုံးတော့ yes ပါလို့ပြောဆိုပါတယ်ဟော yes ကိုပြောရအောင် yes ကွာတူဝဲတော့မယ်ဒီ season လေးကိုနားထောင်လိုက်ပဲဆိုရင်လူငယ်တော်တော်များများတော့ကျွန်တော်တို့လူငယ်ဘဝဖြတ်သန်းတာတော့လူငယ်ကတော့ဝန်ထမ်းနဲ့လုပ်ငန်းရှင်ပဲဖြစ်စီကြတယ်။နောက်တစ်ခုကကျွန်တော်လူငယ်တွေပြောချင်တာခုနက employee ပေါ့ဝန်ထမ်းဘဝဆိုတာတိမ်ငယ်စရာမဟုတ်ပါဘူး။ကိုယ့်ကိုနှိမ့်ချပြီးတော့လေတွေးပေါ်နေကြပြီးတော့ဆရာကောင်းတယောက်မဖြစ်ခင်တပည့်ကောင်းအရင်ဖြစ်တာကောင်းလို့ပါပဲ။အဲ့ဒီလိုပဲခေါင်းဆောင်ကောင်းတယောက်ဖြစ်ချင်ရင်တပည့်ကောင်းတယောက်ကအရင်ဖြစ်နောက်လိုက်ကောင်းတယောက်ကအရင်ဖြစ်ရပါမယ်လို့လူငယ်တွေပြောချင်ပါတယ်။ဟုတ်ကဲ့။ဟောတယ်။ step by step ဆိုတော့ကိုကတော့သူပြောစရာမဟုတ်ဘူး။ဟုတ်ကဲ့ကျွန်တော်တို့ပြောစရာမလိုဘူးဖြစ်တာဆီယမပြောတာပုံစံတိုင်းပါပဲအဲ့တော့စုံမှုတည်ထွင်တဲ့လုပ်ငန်းရှင်ကလူတိုင်းတော့မဟုတ်ဘူးဒါပေမဲ့နိုင်ငံတွေတော့လိုအပ်တယ်ကျွန်တော်တို့ဟိုဘက်နိုင်ငံတွေအောင်မြင်တယ်ဆိုတော့စုံမှုတည်ထွင်တဲ့ရန်ကိုဦးစားပေးတယ်တည်ထွင်နိုင်မှ creative မှာနိုင်ငံတိုးတက်မှာသူများနောက်ကြီးပဲအကုန်လုံးလိုက်လို့မရအောင်အဲ့ဒါမျိုးတွေလည်းလိုတယ်မမိုးပြောလို့
small business ကလည်းတရားရေးကြီးတယ်ကိုနိုင်ငံမှာတစ်နေ့အလုပ်ပေးနိုင်တဲ့အလုပ်သမားတွေခန့်အပ်နေတဲ့90ရာခိုင်နှုန်းက small business တွေကလာတာကုမ္ပဏီကြီးတွေကလာတာဟုတ်ဆိုတော့ small business တွေကိုကျွန်တော်ပြေးလုပ်ပေးနိုင်ပါလုပ်ငန်းကလူတွေကဝန်ထမ်းကပုံမှားနိုင်တယ်အဲ့တော့ဒီတိုင်းက employment လုပ်မယ်ဆိုရင်လည်းအလုံးမဖြစ်သေးဘူးနိုင်ငံကတက်ဖို့ဆိုတာရိုးရိုးလုပ်ငန်းရှင်တွေကိုစုံဦးတည်ပြီးလုပ်ငန်းရှင်ကအများကြီးဒါမှမဟုတ်တိုင်းတော့မဟုတ်ဘူးเนาะဆိုတော့ကျွန်တော်ကတော့စုံဦးတည်ဖြစ်ဖို့လူငယ်တွေကိုအားပေးချင်တယ်ကျွန်တော်အမြင်လဲနည်းနည်းပြောချင်ပါတယ်ကျွန်တော်ကတော့ဒီဟောပါတော့ employee နဲ့ entrepreneurship မှာကျွန်တော်ကတော့ဟောပါတော့ငယ်ကလေးကကျွန်တော်လည်းကိုပိုင်ကို Philip လိုပဲကျွန်တော်ကဒီကိုပိုင် entrepreneurship လုပ်ငန်းစိုးတည်ခြင်းလုပ်ငန်းရှင်တယောက်ဖြစ်နေတယ်။မှာ Facebook လုပ်တဲ့ဟို Zuckerberg တို့လိုမျိုးเนาะပြီးတော့မှဒီကို Philip လိုမျိုးပေါ့เนาะကျွန်တော်ဒီစားတော့ဒီခေါ်နော်F&B ပေါ့နော်ဒီအစားအသောက်နဲ့ပတ်သက်တဲ့အပိုင်းမှာကိုပိုင် idea နဲ့ကိုပိုင် value နဲ့ထောင်နှန်းလူတယောက်ဖြစ်နေတယ်ပေါ့နော်ကျွန်တော်တို့ငယ်ကလေးကဟိုပါပေါ့ကိုပိုင်လုပ်ငန်းအရှင်တယောက်ဖြစ်ရမယ်ဆိုတဲ့စိတ်ကလည်းကျွန်တော်တို့ဟိုပါပေါ့ကျွန်တော်တို့နေကနေလာတဲ့ခါကျတော့ကျွန်တော်တို့ဒီမြို့ကြီးပြကြီးမှာလာရင်တော့ဝန်ထမ်းလောက်တော့မဖြစ်စင်ဘူးကျွန်တော်လာရင်တော့လေဘာမှကိုပိုင်လုပ်ငန်းတစ်ခုတော့ထောင်ချင်တယ်ပေါ့เนาะအနည်းဆုံးတော့အသေးလေးကနေစရမယ်ဆိုတဲ့စိတ်ကလေးကတော့ကျွန်တော်အမြဲတမ်းရှိပါတယ်အဲ့တော့ဒီsmall and medium entrepreneurship ကနေကျွန်တော်ကလည်းဒီဟာလေးတွေကိုနည်းနည်းကျွန်တော်လေ့လာပြီးတော့ကျွန်တော်ဒီမြန်မာနိုင်ငံနဲ့လည်းလိုက်တယ်လို့ထင်ပါတယ်ဒီ SME ကမြန်မာပြည်မှာဆိုရင်ဒီလိုဖွံ့ဖြိုးသွားရင်လူတွေကိုလည်းကျွန်တော်တို့ဝန်ထမ်းတွေအများကြီးကျွန်တော်တို့ဟောပါတော့ဒီ SME ကနေလှုပ်ပေးနိုင်တဲ့ဟိုလုပ်ငန်းဟိုအလုပ်အခွင့်အရေးဖန်တီးနိုင်တဲ့ဟိုဟာလည်းပို့ပြီးတော့ opportunity များမယ်လို့ကျွန်တော်ထင်တယ် chain လေးတွေများလာတဲ့နဲ့အများသူခုနကကိုယ်လုပ်ငန်းတစ်ခုကိုအများကြီးကိုကချဲ့ထွင်နိုင်ဝန်ထမ်းတွေလည်းများအလုပ်ရမယ်အဲ့ဒီမှာဆင်ဝန်ထမ်းတွေက value တစ်ခုလုပ်ပြီးတော့ဒီ value တွေ system ကနေလူတွေကဟို group ဖြစ်သွားမယ်ဆိုရင်ကျွန်တော်ကတော့ဒီ HR ပေါ့နော်လူတွေရဲ့ human resource အားလုံးမြန်မာနိုင်ငံကဒီလူတွေ HR တက်လာပြီဆိုရင်နိုင်ငံကလည်းအလိုတက်သွားမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့တော့ကျွန်တော်ကတော့ခုနပြောလို့ entrepreneurship ဟို entrepreneur တယောက်ဖြစ်ဖို့အတွက်ကတော့လည်းတော့မလွယ်ဘူးတော့ခုနပြောလို့ဟိုroller coaster စီးရတယ်လို့ပဲပေါ့နော်သူကတက်လိုက်ဆင်းလိုက်နဲ့လူတိုင်းနဲ့လည်းအစင်မြောင်နေရတယ်ကိုပိုင်ကြီးပဲဟိုထိုင်နေလို့မရဘူးပေါ့နော်ဝန်ထမ်းနဲ့ရောအပေါ်ကဟိုဒီလုပ်ငန်းနဲ့ဆိုင်တဲ့ဟိုပေါ့ရုံပိုင်းဆိုင်ရာဆက်ဆက်နေတဲ့ပတ်ဝန်းကျင်ကို customer ရောအားလုံးနဲ့ကိုကလျောညီတွေပေါ့နော်ဝန်ထမ်းဆိုရင်တော့ကိုဝန်ထမ်းကိုကိစ္စကိုပြီးအိမ်ပြန်ပေါ့နော်ဒီလောက်လခထုတ်အဲ့လိုနေလို့ရပါမယ်ကျွန်တော်ကတော့ဖြစ်နိုင်ဒီစိုးလုပ်ငန်းရှင်တယောက်လုပ်ရမယ်ရင်ဆိုင်ရမယ်အခက်အခဲတွေဒီကြော်ဖြတ်မယ်အတားအဆီးတွေကိုကျွန်တော်တို့ဘာဖြစ်စူးစမ်းပြီးတော့ကြော်ဖြတ်ခြင်းနဲ့ငယ်တုန်းမှာဒါမျိုးလေးတွေကိုကြိုပြီးတော့လှုပ်ထားနိုင်တယ်ဆိုရင်တက်ကြီးလာရင်ဘာဖြစ်ကိုမှအတွေ့အကြုံရှိမယ်ကိုနောက်ဆက်တွဲကို generation ရောကိုရဲ့လူမျိုးရောကိုနိုင်ငံရောတဖြည်းဖြည်းနဲ့ဒီလိုမျိုးကိုတခုထားခဲ့ပေးနိုင်တယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်ကတော့ဒီစိုးလုပ်ငန်းရှင်ဖြစ်ဖို့အရေးကိုကျွန်တော်ပို့ပြီးတော့ကျွန်တော်ဟိုသဘောကျတယ်ကျွန်တော်ပို့ပြီးတော့လည်းဟိုဒီဘိုင်းကိုကျွန်တော်ပို့ပြီးတော့ yes လို့ကျွန်တော်ပြောချင်ပါတယ်ဒီနေ့မှာဟို Philip တို့ပြောခဲ့စခဲ့တယ်ပေါ့နော်ဒီ topic ကဟို entrepreneurship နဲ့ employee ဆို topic ကအရင်ကောင်းပါတယ်လူတိုင်းနဲ့လည်းဆိုင်တယ်လို့ကျွန်တော်ထင်ပါတယ်အားလုံးလည်းအခုဆွေးနွေးတော့လည်းအရင်ကောင်းကြအောင်အဲ့တော့ဒီ topic ကနေပြီးတော့ကျွန်တော်တို့စဉ်းစားကြလေးအများကြီးရမယ်ဒီနောက်လာမယ့် topic တွေလည်းအများကြီးကိုဒီအားလုံးစီကနေအတွေ့အကြုံအရင်ကောင်းတယ်အားလုံးလည်းအရင်ကတော်ကြတဲ့ဒီအပေါ်မှာတွေဆင်မတော့အားလုံးလည်းကျွန်တော်တို့ဒီအရင်စိတ်ဝင်စားဖို့ကောင်းတဲ့ topic တွေထပ်ပြီးတော့ကျွန်တော်ဆွေးနွေးရမယ်ဆိုတော့ပြောလို့ပါတယ်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်တို့ဒီ talk show မှာပါလာတဲ့လောက်ခါမှရှိဘူးတော့ကျွန်တော်အဓိကတော့ conflict ကိုဖြစ်နေတယ်ကျွန်တော်လူတွေပဲဒီကိစ္စနဲ့ကြောက်ညင်းကြမယ်ကိုယ့်အမြင်နဲ့ကိုယ်ပြမယ်နော်ကိုယ်ခက်ဟိုရင်းကုန်ဖြစ်နေတယ်ဘောရာမတိုက်ဆိုင်တာဖြစ်ပါမယ်ကျွန်တော်ကပူမြိုင်တာပေါ့နော်သူပြီးတော့လည်းစိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ကျွန်တော်ကဒီconflict ပေါ့နော်ဒီအငြင်းပွားကြရတယ်ကြုံလာတဲ့ခါကျရင်ဒီလိမ်ပေါ့နော်ဘယ်လိုလုပ်ပြီးတော့ရင်ဆိုင်လဲဆိုတော့ဒီကျွန်တော်ခေါင်းလေးနဲ့ထုတ်တယ်ပေါ့နော် conflict dealing နော်ဘယ်လိုလုပ်ကြမလဲအဲ့ဒါကိုကျွန်တော်စကားနဲ့ကျွန်တော်စကြည့်ပါတယ် conflict dealing မှာကျွန်တော်အနေနဲ့ဆိုရင်တော့နှစ်ခုထွက်လာတယ်ပေါ့နော်တစ်ခုကignorance ပေါ့ကိုကလုံးဝဥပ္ပခါဖြစ်ပြဿနာကြုံလာတဲ့ခါကျရင်ညှင်းပွားကြကြုံလာပြဿနာကိုကိုကignore လုပ်လိုက်မှဒီခဏသို့မဟုတ်လည်းနောက်တစ်ခုကဟောပေါ့complaints ပေါ့နော် complaints တက်မှာသူကလုံးဝ
ပြဿနာကိုယ်ဒီမှာညင်ပွားကြကြုံလာရင်ကိုကဥပ္ပခါပြုလိုက်မလားသို့မဟုတ်ကိုကဟောပေါ့complain ဆိုတော့ပြန်ပြီးတော့ရှင်းလင်းမလားရှင်းပါမလားအဲ့ဒါလည်းကျွန်တော်စကြပါကောင်းပါတယ်ဒီခေတ်နဲ့လည်းကြိုက်ပါတယ် ဟုတ်ကဲ့အခုကပြဿနာကလည်းအခုအများနဲ့အငင်းပွားကြကြုံရတဲ့ခါကျတော့ကိုကအဲ့ဒါကိုဥပ္ပခါပြုလိုက်မလားသို့မဟုတ်ကိုကအဲ့ဒါကိုဖြေရှင်းမလားအဲ့ဒါနဲ့စကြပါ